Sky ပြည်ကွန်လိုရဲ့အဖြစ်အပျက်တွေဟာတန်ဝေကအတော်ဖြစ်ရပါတယ်။ဘယ်သူမှမသိနိုင်တော့တဲ့အခြေအနေရော်လောင်းတွေလည်းမမှတ်မိယနေ့ဆိုအနက်နေထွက်လာပြီ။ပေါင်းလေးရနဲ့ကွန်ကရစ်ပြားချားကမှဘော်ဒီရဲ့အောက်ပိုင်းညက်နေတာအပြင်မြင်ရပေမဲ့အပေါ်ကပိထားတဲ့အလွှာတွေကများလို့တော့မကယ်နိုင်ခဲ့ကြဘူး။တချို့ငယ်ချင်းတွေအောက်က Sky ဗီလာတိုက်ခန်းပိုင်ရှင်စီအလဲလာတာပြိုကျဖို့မိနစ်ပိုင်းအလိုမှဗီလာပေါ်ရောက်တာပြိုတော့ပြေးချတာတိုက်ခန်းပိုင်ရှင်ကလွတ်တယ်အလဲလာတဲ့လူကသေးတယ်။ Sky ဗီလာရဲ့ဝန်ထမ်းတယောက်ကဆယ်လာကိုမီးတက်ချင်းတဲ့အသည့်တွေကိုဟီးယားတဲ့နှုတ်ဆက်ပြီးဆင်းလာမြေပြင်မှာထမင်းစားဖို့ထမင်းကြိုက်ဖွင့်နေတော့ပြိုကျလာတာမြေပြင်ရောက်နေတော့လွတ်သွားတယ်နဲ့ဘုရားဟောတာတွေကိုသတိရတယ်ဘဲချင်းဘဲနေရာမှာဘလို့အကြောင်းနဲ့အသေးမဲဆိုတာကြုံမသိနိုင်ဘူးလေကောင်းမှုကိုအခွင့်အရေးတိုင်းအမြန်လုပ်ပါတယ်အခုတည်သွားကြတဲ့သူတွေဟာဈေးဝယ်နေတော့ဖုန်းသုံးနေတော့ Facebook New Feed ပို့နေတော့နေ့လည်စာစားနေတော့ရေချိုးနေတော့တန်ဃာတွေဆိုရင်စားပြေးနေတော့ကလေးလာသားလေးတွေဆိုရင်တို့စွန့်နေတော့ကိုယ်တော်မသိလိုက်ပဲဝုန်းဆိုတိုက်ပြီးတည်သွားကြတာမြေကြီးအောက်ထဲအရှင်လက်လက်ရောက်သွားခဲ့ကြတာလွတ်သွားခဲ့တယ်ဆိုတာ